โอเคအားလုံးပဲမင်္ဂလာပါတာလီစာပါမျိုးတို့ကြီးကျွန်တော်ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဗာလဲဆိုရင်အခုမှကားစားစီမယ်ကားအကြောင်းလဲတေချာနားမလဲသေးဘူးဆိုတော့ဒီကိုတို့ပေါ့နော်ဘတ်နှစ်သိန်းအောက်ဘတ်တစ်သိန်းအထက်ဝင်းကျင်မှာဝယ်ယူရရှိနိုင်မဲ့ကားလေး5စီးအကြောင်းကိုပြပြပေးခြင်းတာဖြစ်ပါတယ်တစ်ချက်လောက်ကြည့်လိုက်အောင်ညီကိုတို့ပထမဆုံးအနေနဲ့ပြပြပေးခြင်းတဲ့ကားလေးကတော့ Mazda 2ဒီမှာတော့ Mazda ဆောင်ကိုလည်းခေါ်ကြပါတယ်ဒီကားလေးကဆိုရင် model အနေနဲ့ကတော့2017 12အနေနဲ့ရမယ်အင်ဂျင်ပါဆိုလဲသူက 1.3 ဖြစ်တဲ့အတွက်ကြောင့်စီစားကလည်းတသားမယ်performance အယုံဆွဲပိုင်းမှာလည်းကောင်းမယ်ပေါ့နော်ဒီလူငယ်ဆန်တဲ့ sporty look ရုပ်ကလေးကိုလည်းဒါရရှိနိုင်မဲ့ကားမျိုးစားလေးဖြစ်ပါတယ်ဈေးနှုန်းအပြင်ဆိုရင်လည်းသူကဒီပတ်3,000 4,000 ဝန်းကျင်မှာဝယ်ယူရရှိနိုင်မဲ့ကားမျိုးစားလေးဖြစ်ပါတယ်။ Okay နောက်တစ်စီးကတော့ Toyota Corolla Active ပေါ့နော် model အပြင်ဆိုရင်2012-13ဝန်းကျင်နေကိုရရှိနိုင်တယ်။အင်ဂျင်ပေါ်ကတော့သူက 1.6 ဖြစ်သွားတဲ့အတွက်ကြောင့်မောင်းရတဲ့ဒီ driving feeling တွေကပုံမိုက်မယ်။ပြီးရင်အတွင်းငန်းကျဲတဲ့အရသာကိုလည်းရမယ်ပေါ့နော်။ဒီသူ့ရဲ့ရုပ်ထွက်ကတော့ဒါလုံးဝဖြဲလာတော့မဟုတ်ဘူးเนาะလုံးဝတင်းငိမ့်တဲ့ရုပ်ထွက်ဘက်ကိုသွားတယ်တိုတာဖြစ်တဲ့အတွက်ကြောင့်ပြင်ဆင်စရိတ်ကဒါတော်တော်ကိုခြားကားနေတဲ့စာရင်သက်သာတဲ့ကားတစ်စီးလို့လည်းပြောလို့ရတယ်ဈေးနှုန်းအပြင်ဆိုရင်လည်းသူကဘတ်3,500နဲ့3,600ဒီဝင်းကျင်မှာဝယ်ယူရရှိနိုင်တဲ့ကားလေးပဲပေါ့နော်ဒီတတိယအစီးအနေနဲ့ကတော့ဒီ Suzuki CL ပဲဖြစ်တယ်ပေါ့နော်သူက model အပြင်ဆိုရင်2016-19ကိုရနိုင်တယ်အင်ဂျင်ပေါအနေနဲ့လည်း 1.4 ပဲဖြစ်တယ်အဲ့တော့သူစီစားတတာလည်းပြောစရာမလိုတော့ဘူးကားလေးကဒါပေါ့ပေါ့ပါလေးနဲ့ဒါစီးလို့ရမယ်ကားမျိုးစားလေးလည်းဖြစ်တယ်ဒါလူငယ်ဆန်ပေါ့နော် model လည်းမြင်ရမယ်စီစားလည်းသက်သာရမယ်ပြင်ဆင်စရိတ်လည်းအဆင်ပြေရမယ်ဆိုတော့ကားမျိုးစားလေးတွေကတမျိုးဖြစ်ပါတယ်သူကလည်းဒါဝယ်ယူရရှိနိုင်တဲ့ဈေးနှုန်းကဘတ်3,600 3,900ဝန်းကျင်မှာဒါဝယ်ယူရရှိနိုင်မယ်ကားမျိုးစားလေးတစ်မျိုးဖြစ်ပါတယ်။ Okay ဒီလေးစီးမြောက်အနေနဲ့ကတော့ Honda Jet လေးပဲဖြစ်တယ်။မြန်မာတော့ Honda Fit ပေါ့နော်။ model အဖြစ်ဆိုရင်တော့သူက2010-17လောက်ကိုရနိုင်တယ်။အင်ဂျင်ပေါ်တော့သူက 1.5 နဲ့လာပါတယ်။ဒီ hatchback မျိုးစားလေးဖြစ်တဲ့ကြောင့်ဒါမိသားစုနဲ့အသုံးပြုမဲ့ညီကိုတွေအတွက်လည်းအဆင်ပြေတယ်။ဒီ Honda ဆိုတော့သူအထဲမှာဒီဖွဲ့စည်းထားတဲ့အတွင်းကန်းပုံစံလေးတွေကကားလေးကသေးပေမဲ့ကျယ်တဲ့ feeling မျိုးကိုရရှိနိုင်ပါတယ်။ဒီ Honda Jet လေးတွေကပေါ့နော်ထိုင်းနိုင်ငံရဲ့လမ်းမအတော်များများမှာလည်းဒါတွေ့မြင်ရတဲ့ကားတစ်စီးဖြစ်တဲ့အဲ့အတွက်ကြောင့်လည်းဒါပြန်ရောက်တဲ့ခါကျရင်လည်းအရင်ကြီးဈေးမကျသွားတဲ့ကားမျိုးစားတွေကတခုပဲပေါ့နော်သူလည်းဒီဈေးနှုန်းအပြင်ဆိုရင်လည်းသူကဒီ3,400 3,500ဝန်းကျင်မှာဒါဝယ်ယူရရှိနိုင်တဲ့ကားမျိုးစားလေးဖြစ်ပါတယ်။ Okay ဒီ5စီးမြောက်အနေနဲ့ကတော့ Honda Civic လေးပဲဖြစ်ပါတယ်။ model အပြင်ဆိုရင်တော့သူက2010-17ကိုရရှိနိုင်တယ်။သူကအင်ဂျင်ပေါတော့သူက 1.8 နဲ့လာတာများပါတယ်။ဒီ 1.8 ဖြစ်သွားတဲ့အတွက်ကြောင့်ဒီအယုံအဆွဲအထတွေမှာတော့သူကတော်တော်စင်ပြေတယ်။မောင်းရတဲ့ဟာ private feeling ကလည်းကောင်းတယ်။ငြိမ်တဲ့ဘက်ကိုသွားတယ်ပေါ့နော်။သူကဒါလူငယ်ဆက်ဆံကိုစင်ပြီးတော့စီးမယ်ဆိုရင်လည်းဒါရုပ်ထွက်တဲ့ကားလေးတစ်စီးဖြစ်ပါတယ်။ပြီးရင်သူကဒီ luxury နဲ့ဒီ sport ကိုပေါင်းစပ်ထားတဲ့ကားတစ်စီးဆိုရင်လည်းမမားဘူးပေါ့နော်စီးရတာစိတ်လဲကြတယ်မောင်းရတာလည်းဒါမိုက်တဲ့ feeling လေးကိုရတယ်သူကဒီစလုံးကားတွေထဲမှာပုံမှန်ဒါအတွင်းငယ်ကျဲတဲ့ကားတစ်စီးဆိုရင်လည်းမမားဘူးပေါ့နော်ဈေးနှုန်းအပြင်ဆိုရင်လည်းသူကဒီဘတ်3,600 3,900ဝန်းကျင်မှာဒါဝယ်ယူရရှိနိုင်တဲ့ကားမျိုးစားလေးတစ်မျိုးဖြစ်ပါတယ်ခင်ဗျ။ Okay ကျွန်တော်ဒီနေ့ပြပြခဲ့တဲ့အကြောင်းအရာလေးထဲမှာပေါ့နော်ဒါညီကိုတို့အတွက်အကျိုးတစ်ခုရှိမယ်လို့တော့မျှော်လင့်ပါတယ်ဒီကျွန်တော်ပြပြခဲ့တဲ့ဒီဈေးနှုန်းလေးတွေကလည်းဒါကားပေါ်မူတည်ပြီးတော့အနည်းငယ်တော့ပြောင်းလဲမှုရှိနိုင်ပါတယ်ဒါကျွန်တော်ကတော့ဒါညီကိုတို့ကိုကားဈေးနှုန်းလေးတွေကိုချိန်ကြည့်လို့ရအောင်ကျွန်တော်ဒါအကြံဖြင့်ပြပြခဲ့တာဖြစ်ပါတယ်ဒီကျွန်တော်ပြပြခဲ့တဲ့အထက်မှာလိုအပ်တာလေးရှိရင်လည်းဒါနားလည်ပြီးဖို့ပြောချင်ပါတယ်ခင်ဗျာတာယာသောနေ့လေးဖြစ်ကြပါစေညီကိုတို့ကြည့်ရှုပေးတဲ့တယောက်ချင်းစီအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ